ကိုဖင်ခံရဖို့အရေးကိုနှုံးဖို့ကအစဟိုတယ်ကအစုံညီမလေးဘက်ကပတ်စံကြီးစိုက်ထုတ်နေရတဲ့ relationship ကြီးကိုအမဘယ်နာအားကြစရာရှိလဲဘယ်နာမနာလို့စရာရှိလဲအလုပ်ဆိုရင်လည်းညီမလေး line ပေါ်မှာကြားဖြန်အလုပ်နော်လိုက်လွင်မျိုးဟိုလို့ပန်းပေးပါအောင်ဟိုလို့ဗာလေးပေးပါအောင်ကိုကြီးပြစ်ပေးပါအောင်ဘာညာဆိုပြီးတော့တောင်းနေရတဲ့drownစာအလုပ်ကိုငါဘယ်နာမနာလို့စရာအကြောင်းရှိတော့ငါအဲ့လောက်ထိမပြောချင်လို့ငါတီးခံနေရဒါပေမဲ့နင်ကငါတို့ခွေးနေနိုင်တာငါတို့လိုနင်တို့ကိုကူညီပေးခဲ့တဲ့လက်တစုံခွေးဆိုတော့နင်တို့ကဘာတွေလဲနင်တို့ကဘာတွေလဲနင်တို့တွေလေနင်တို့တစ်ယောက်တွဲရောတီးရောလိုင်းပေါ်ကစပိုတာတွေကနင်ကစပိုတွေမပေးလို့စားစရာတောက်စရာမရှိလို့ဟိုတယ်ကိုသွားဖို့ဟိုတယ်ကရင်မရှိလို့ငါတို့စီကပတ်စံကြီးလာချီးပြီးတော့ငိုလာစာကြီးကျိုးထုတ်ခဲ့ရတယ်ငါတို့လက်မလေးခဲ့အောင်နော်အခုချက်ချင်းလွှဲပေးခဲ့တာဘယ်အလုပ်ရှင်နဲ့အလုပ်သမားမှာအဲ့လိုဆက်ဆံရင်ရှိခဲ့ငါတို့ကအဲ့လိုမတတ်မှတ်ထားဘူးငါတို့မောင်နေငါတို့ညီမတွေလိုမျိုးတတ်မှတ်ထားတယ်ဒါပေမဲ့နင်တို့စိတ်ထဲမှာပတ်စံလေးနည်းနည်းလေးရှိတာအောင်နဲ့ဘလို့ဖြစ်တာတော့မရှက်ဘူးလားမမြင်ဘူးလားငွေမမြင်ဘူးလားငွေလေးဒီလောက်လေးတပဲချောက်ပြငါစပတ်ကြားရအောင်မရှိရဲ့ငွေကိုအဲ့လောက်လေးရှိုံနဲ့ကိုဒီလောက်ထိကြီးဖြစ်သွားအောင်အော်လို့လည်းမဆုံးတလို့ငါတို့စေတနာငါတို့မြတ်တာကိုစော်ကားတဲ့နင်တို့တွေကြီးပွားပါစေချမ်းသာပါစေဒီထက်မကအများကြီးအောင်မြင်ပါစေနော်ပြီးလို့ရှိရင်နင်တို့နှစ်ယောက်ရဲ့ relationship လဲတည်တံ့ပါစေလို့ဆုတောင်းပေးလိုက်တယ်နော်ငါယောက်ျားလေငါ့ကိုအရန်ချစ်တာဘာမှလည်းမလုပ်ခိုင်းငါကိုယ်တိုင်ကလည်းလှုပ်เสียမလို့အဲ့လိုကန်ဆာတာကောင်းတာလေအတိတ်ဘဝငါဘာမှမလုပ်ထားလဲသူများနဲ့ဒန်းလူစားနိုင်တယ်ဝဲနိုင်တယ်လိုချင်တာကိုချက်ချင်းဝယ်နိုင်တယ်တိတ်လားဘာမှပင်ပန်းခံစရာမလိုအဲ့တော့အမနောက်ဆုံးပြောချင်တာညီမလေးစားတွေထက်တင်အောင်မယ်ဆိုရင်အမတီးခံတဲ့အတိုင်းတာကြော်တာထက်ကိုလွန်နေပြီနော်နင်တို့စီကငါစားခဲ့တောက်ခဲ့နင်တို့စီကအကူကြီးတောင်းခဲ့တာငါတို့မဟုတ်ဘူးနင်တို့ကငါတို့စီကအကူကြီးတောင်းခဲ့တာငါတို့စီကစားခဲ့တောက်ခဲ့တာငါတို့ကပေးခဲ့ကြွေးခဲ့တဲ့လက်ငါတို့ကပေးခဲ့ကြွေးခဲ့တဲ့လက်ကိုနင်ကခွေးနိုင်နိုင်နေဆိုအဲ့ဒါဆိုရင်နင်တို့လိုငါတို့စီကစားထားတောက်ထားဘူးတဲ့လူတွေကအဲ့ဆိုဘာတွေလဲဘာတွေလဲလို့တခြားတာလीစော်ကားလက်ခံတယ်ငါတို့စေတနာမြတ်တာစော်ကားလုံးဝလက်မခံဘူးပြီးတော့ဘာပြဿနာမှလည်းမဖြစ်ပဲနဲ့ဒီလောက်ကြီးဒီလောက်ချိန်နေဒီဖြစ်သွားတာတကယ်အံ့ဩလို့မဆုံးအဲ့လောက်တော့ငွေမမြင်ဘူးလို့လားပဲစိတ်ထဲမှာပဲထင်မိ